ပြောကြည့်သားမအောင်ကိုင်းမယ်လို့လေရွာရင်းနေတဲ့သူများပါဇက်ဖျားမှာလမ်းစုံနေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကလည်းလူချင်းမဖြစ်ထိုက်ပါဘူးနော်နွားသူပြောကြည့်သားမအောင်နွားသူဆိုတာပြဿနာရှာပြဿနာမဖြေရှင်းနိုင်ဘူးနည်းနည်းလေးမှရင်ရှုဖြစ်တပည့်တွေနဲ့လှုပ်လို့ရမှားသွားရှုဒေါသဖြစ်လွယ်တယ်ပြောပါဖြစ်လွယ်တာကျုပ်ဘုန်းကြီးတယ်အဲ့လိုပဲအလုတ်ကသေးသေးလေးရှိသေးတယ်ဘာမှရေးကြည့်ခွင့်ကြမဟုတ်ဘူးသူဒေါသအရင်ဖြစ်ဒီတဲ့လေဘုန်းကြီးတွေပါလောက်တယ်ဒီတဲ့လေပါလောက်ဘာမှသေးသေးဖော်လည်းမထိခိုက်ခံနိုင်ဘူးရှုနဲ့ဟိုဓာတ်စီလိုပဲမီးလေးနဲ့မတွေ့နဲ့ဝုန်းကနေလောင်ပါကြီးတယ်ပဲသူကလောင်မယ်ငါလဲလောင်မယ်မင်းတို့လဲလောင်မယ်ဒါပဲလောင်ဖို့ပဲကြိုးစားနေတယ်အလုတ်မလုပ်သေးဘူးဒေါသဖြစ်ရှုနှသိုးဆိုတာလည်းအဲ့လိုရှုနေတာရှင်ပြတော့နှသိုးလိုပုဂ္ဂိုလ်ပြောဘလို့ပုဂ္ဂိုလ်အဲ့လိုနှသိုးလိုပုဂ္ဂိုလ်တွေ့ဘူးတယ်ဘာမှလည်းဟုတ်တာလည်းမဟုတ်ဒီပြည့်ရဲ့ဆာကြောင့်အခုတော့လူထွက်သွားတယ်တေးဖောလည်းသူကစိတ်ဆိုးနေဘာမှမဟုတ်လည်းသူကစိတ်ဆိုးနေအခါလေကိုတော့ပြန်စိတ်ဆိုးနေလို့ပြန်ပြောရတယ်ငါဆရာလို့ပြန်ပြောရတယ်လွယ်ဘူးကိုကမစိတ်ဆိုးအောင်သူကအရင်စိတ်ဆိုးတယ်ဆရာသမားတော့ပြန်စိတ်ဆိုးတဲ့ကောင်ရှိသေးတယ်ဘဝအတွေ့အကြုံတွေတော့တော်တော်များတယ်အမှန်ကြောင့်ရှင်မြတ်တို့နှသိုးလိုမကျင့်ပါနဲ့နှသိုးလိုကျင့်ရင်လည်းလူကြီးမဖြစ်ထိုက်ပါဘူးနော်နှသိုးပြီးပါတော့ကိုင်းမယ်နွား